အားလုံးပဲမင်္ဂလာပါဗျတူဝါမှာကြိုးစားပြီးတင်ဆက်ပေးလိုက်ပါဗျနောက်မှပြသပေးတာတော့ယူရိုငွေလေးတွေပဲဖြစ်ပါတယ်ဗျနော်အရှိကတော့10ဆင့်ပေါ့နော်နောက်ကတော့1ယူရိုပေါ့နော်လှလို့ကျွန်တော်ကတော့ပြလာတာပါဖြစ်ပါတယ်ဗျနော်အခုကျွန်တော်အဲဒါစီလေးပြပေးမှာတော့ဒီဟာပေါ့ဒါကတော့ British ခေတ်ကတုန်းကသုံးတယ်နော် Job 5ပဲဖြစ်ပါတယ်ဗျနော် Job 5အဲဒါစီလေးပေါ့ဗျနော်တွေ့တဲ့အတိုင်းပဲနော်အဲဒါလေးတွေကတော့ကျွန်တော်ဒီမှာတွေ့လားအဲဒါလေးကတော့မြင်တွေ့နေရတဲ့အတိုင်းပဲနော်ဒီကောင်အားဆိုရင်တော့ဘယ်နှစ်ခုနှစ်ကထုတ်ထားတယ်ဆို1936ခုနှစ်ကထုတ်ထားတယ်ပဲဖြစ်ပါတယ်ဗျာနော်1936ခုနှစ်ကအခု2026ဆိုဒီကောင်အနှစ်90တော့ဖြစ်သွားပြီဗျာနော်နှစ်ပေါင်း90တော့ရှိသွားပြီဗျာဒီကျွေးစီလေးရဆိုရင်နော်သူ့ရဲ့ဘေးသားလေးကဒီလိုမျိုးလေးဗျာနော်သူကကြီးဘေးသားဆိုတော့လည်းမဟုတ်ဘူးဗျာနော်သူကငွေပါတယ်ငွေအောင်တော့ပေါက်တယ်ဗျာနော်ဒါပေမဲ့ငွေစစ်တော့မဟုတ်ပါဘူးဗျာဒါလေးကနော်ငွေသားစစ်တော့မဟုတ်ပါဘူးဗျာသူ့ရဲ့အဲ့ဒါလေးတော့တွေ့ရတဲ့အတိုင်းပဲဗျာနော်ကျွန်တော်အများကြီးတော့လိုက်ပြစရာတော့မလိုဒီမှာဒါလေးကသူ့ရဲ့အဲ့ဒါလေးပါဗျာဒါဆက်အဲ့ဒါလေးတွေပေါ့နော်နှစ်ပေါင်းကြာသွားလို့လည်းမဟုတ်ဘူးဗျာနော်ဒါသူ့ရဲ့ဆက်ကကိုအဲ့ဒါဖြစ်နေတဲ့ဟာလေးဗျာနော်ဒီကကြည့်ရင်တော့မြင်ရပါတယ်ဗျာနော်သူ့ရဲ့ဆက်ကကိုအဲ့ဒါဖြစ်နေတာနော်မြင်ရတဲ့အတိုင်းပဲနော်လိုအပ်တဲ့လူတွေဝယ်သုံးကြဗျာနော်ဝယ်စုလို့လည်းရရနော်ဒါလေးကအဲဒါစီလေးတွေ့တဲ့အတိုင်းပဲဗျာနော်အဲဒါလေးကတွေ့တဲ့အတိုင်းပဲလိုအပ်တဲ့လူတွေဝယ်သုံးလို့ရပါတယ်ဗျာနော်အများကြီးတော့ပြစရာတော့မရှိပါဘူးတွေ့ရတယ်နှစ်ပေါင်း90လောက်ရှိပါပြီဗျာနော်နှစ်ပေါင်း90ရှိပါပြီ1936ခုနှစ်ကထုတ်ထားဆိုနှစ်ပေါင်း90ရှိပါပြီဗျာနော်သူက2026ဆိုတော့သူ့ရဲ့အဲ့ဒါလေးကတွေ့တဲ့အတိုင်းပဲเนาะဒီမှာเนาะဒါလေးတွေဗျတွေ့ရဲ့အဲ့ဒါလေးတွေကလိုအဲ့နဲ့ပြန်ရောင်းပေးမယ်ဗျယူသုံးလို့ရတယ်ဗျเนาะဝယ်ချင်တဲ့လူတွေပြန်ရောင်းပေးမယ်เนาะကြီးပဲမဟုတ်ဘူးเนาะကြီးပဲမဟုတ်ဘူးเนาะသူဟာနှစ်ပေါင်း90လောက်တော့ရှိပါပြီဗျ1936ခုနှစ်ဗျเนาะလိုအဲ့ရင်ပြန်ရောင်းပေးပါမယ်ဗျဝယ်စုကျင်တဲ့လူတွေပဲဖြစ်ဖြစ်ပြန်ရောင်းပေးပါမယ်ဗျအဲဒါပြားလေးတွေကျွန်တော်ကောက်မှတင်ထားတဲ့အဲဒါပြားလေးတွေပြန်ရောင်းပေးပါတယ်ဗျာနော်ဈေးသက်သက်လေးနဲ့ရောင်းပေးပါမယ်ဗျာနော်မြန်မာငွေဈေးသက်သက်နဲ့နော်သူ့ရဲ့၄ချိန်နေပါလေကျွန်တော်တင်ပေးထားပါတယ်နော်သူ့ရဲ့၄ချိန်ဘယ်လောက်ရှိတယ်သူ့ရဲ့ရွယ်စားဘယ်လောက်ရှိတယ်ဘယ်နိုင်ငံကထုတ်တယ်အကုန်လုံးလည်းကျွန်တော်တင်ပေးထားပါတယ်နော်လိုအပ်တာလေးရှင်ဖုန်းဆက်လိုက်ဗျာဖုန်းနံပါတ်လည်းချပေးထားပါတယ်ဗျာနော်လိုက်အသေးလေးတွေပါလေးလည်းပြီးသွားပြီဗျာအပေါင်းလေးအသေးလေးလည်းနှိပ်သွားဗျာနော်မမြင်ဘူးတဲ့တွေကြည့်ကြဗျဘူးတူရရပါတယ်ဗျာနော်အကျွေးသီးတိုင်းတော့ဒီလိုတော့မဖြစ်ပါဘူးဗျာကဲဒါတော့မဖြစ်ပါဘူးကျွေးသီးတိုင်းတော့နော်ဒါ1936ခုနှစ်ထုတ်တဲ့ဥစ္စာလေးပါဗျာနော်အိန္ဒိယပေါ့နော်အိန္ဒိယဗြိတိရှ်ခေတ်တုန်းကထုတ်ထားတဲ့ကျွေးသီးလေးပဲဖြစ်ပါတယ်အဲဒါလေးရောက်တွေ့တဲ့အတိုင်းပဲเนาะအဲဒါတော့အများကြီးပဲပါတယ်เนาะဒီဘက်တစ်ချမ်းထဲမှာပဲလူအဲ့နဲ့ဆက်သွယ်လေးဗျာနောက်ကတော့ကျွန်တော်တို့ယူရိုငွေလေးတွေပေါ့เนาะလှလို့ကျွန်တော်တင်ထားတာဗျာเนาะယူရိုငွေကြေးလေးတွေပေါ့เนาะလှလို့เนาะလူအဲ့နဲ့ဆက်သွယ်လေးဗျာဒါလေးရောင်းမိမယ်ပြန်ပြီးတော့စာလုံးနဲ့ဟိုဟာနဲ့အောင်တဲ့ပဲเนาะတဲ့ပဲเนาะသူကဒီမှာတဲ့ပဲဒီပေါင်းတော့တူတူလေးပါဗျာကဲအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာเนาะအားလုံးလည်းအရာအဆင်ပြေနိုင်ကြပါသေးဗျာเนาะလိုအပ်လို့ရှိရင်လည်းဆက်သွယ်ပြီးတော့ဝယ်လို့ရပါတယ်ဗျာเนาะအဲဒါလေးရောက်တွေ့တဲ့အတိုင်းပဲဗျာเนาะဒါလူလုတ်တဲ့အဲဒါလားဆက်လုတ်တဲ့အဲဒါလားဆက်ဖြစ်တဲ့အဲဒါလားဆိုတော့တိတာကြီးပါဗျာเนาะအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးလည်းအရာအဆင်ပြေနိုင်ကြပါသည်ဗျာလူအဲ့ရင်လည်းမှာယူဝယ်လို့ရပါတယ်ဗျာနော်စုကျင်တဲ့လူတွေနော်စုကျင်တဲ့လူတွေလည်းပြန်ရောင်းပေးပါဗျာကျွန်တော်အကောင့်မှာတင်ထားတဲ့ error လေးတွေအကုန်လုံးကျွန်တော်ပြန်ရောင်းပေးပါမယ်ဗျာနော်ပြန်ရောင်းပေးပါတယ်ဈေးသက်သက်လေးနဲ့ပြန်ရောင်းပေးပါမယ်ဗျာနော်လူအပ်တဲ့စုကျင်တဲ့ဆိုတဲ့ဝယ်စုလို့ရပါတယ်ဗျာအားလုံးလည်းကျေးဇူးတင်တယ်ဗျာအားလုံးလည်းအရာအဆင်ပြေနိုင်ကြပါသည်ဗျာနော်တဲလေးတွေနှိပ်ပေါင်းလေးတွေလည်းနှိပ်သွားကြအောင်ဗျာ